သူ့ရဲ့ရတာလေးကိုစားပြီးတော့ဘယ်လိုမျိုးပြောရမလဲဆိုတော့သူအရန်လည်းမချိုဘူးရန်လည်းမချင်ဘူးအချိုရောအချင်းရောရတာလေးကနည်းနည်းစီပါတယ်ဆိုတော့ချိုချင်ကြိုက်တတ်တဲ့သူလေးတွေအတွက်ဆိုရင်တော့ဒီချန်ဒရက်မာလကာသီးလေးကိုကြိုက်လိမ့်မယ်မာလကာသီးကသူကဗီတာမင် C အမြင့်ဆုံးပါတဲ့အတွက်ကြောင့်မို့လို့ကျန်းမာရေးအတွက်အရန်ကောင်းကျိုးတွေပြုတယ်ကိုချန်တဲကထွက်တဲ့ organic ဆိုတော့ရန်လည်းတန်မှုရှိတယ်ပေါ့နော်ဒီဘာလို့ပါလဲမင်္ဂလာသီးခုမလား let's go မမတို့နဲ့မင်္ဂလာသီးခူးတဲ့ vlog လေးဖြစ်ပါတယ်အခုလိုမျိုးရိုနဲ့အတူတူချန်ထွက်မလကာသီးခူးတဲ့ vlog လေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်ပတ်တွေမှာလည်းဇန်နု channel ကထွက်တဲ့ဘယ်လိုမျိုး organic အသီးနှံလေးတွေကိုခူးအောင်လဲဆိုတာကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်ဇန်ရဲ့ Row and Zan Facebook page လေးနဲ့ Zan Vice Diary YouTube channel လေးကိုလည်း like follow နဲ့ subscribe လေးလုပ်ပေးထားကြပါဦးနော် See you next video bye bye